မနက်ခင်းမြူနင်းတွေကြားကပကံမီနှစ်ပေါင်းထောင်ကြီးတဲ့တမိုင်းကိုငေးကြည့်ရင်းကျမရဲ့နေ့တစ်ခုစတင်လိုက်ပါပြီ။နေရောင်နှွေးနှွေးအောက်မှာပသိမ်ခီးလေးဆောင်းပြီးရှောက်လေရတာရိုးရှင်းပေမဲ့တကယ်ကိုကြည်နူးစရာပါပဲရှင်။ဟိုမှာကြည့်ပါအောင်။ကောင်းကင်ထက်မှာလွင့်မျောနေတဲ့မိုးဖြံပူပေါင်းကြီးတွေတကယ်ကိုအိမ်မက်ဆန်တဲ့မြင်ကွင်းပါပဲနော်။ပါးပြင်ပေါ်ကတနက်ခါရနက်တင်းတင်းနဲ့ဖြတ်တန်းတိုက်ခတ်နေတဲ့ပကံလေးပြေကကျမကိုပိုပြီးလန်းဆန်းစေပါတယ်။ရှေးဟောင်းလက်ရပန်းပူတဲ့အုတ်ခဲလေးတွေကိုထိတွေ့ကြည့်လိုက်တိုင်းသမိုင်းကြောင်းတွေကအသက်ဝင်လာတယ်လို့ခံစားရတယ်။ဒီရွှေရောင်လွင်မြင်ကျဲကြီးထဲမှာလွတ်လပ်ပေါ့ပါစွာနဲ့ကလေးတယောက်လိုပျော်ရွှင်နေမိတယ်။ဒီလဲလေးစီးပြီးရှေးဟောင်းဖျားတွေကြားလဲပိတ်ရတဲ့ခံစားချက်ကအချိန်တွေကိုနောက်ပြန်ဆုတ်သွားစေတယ်လို့ပါပဲ။ဖျားရိတ်တရားရိတ်မှာစီမီပူဇော်ရင်စိတ်နှလုံးအေးချမ်းမှုနဲ့အတူအားလုံးအတွက်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နေဝင်ချိန်ရဲ့နောက်ဆုံးအလင်းရောင်အောက်မှာဒီလှပတဲ့နေ့ရက်ကိုနှုတ်ဆက်ရင်းပကံမြေကိုချစ်တဲ့စိတ်တွေပို့တိုးလာခဲ့ပြီ။